အားလုံးမင်္ဂလာပါ IB Game Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့အင်္ဂလိပ် YouTuber တွေကြားမှာအရင်အနွယ်ကြီးနေတဲ့ဒီ Mouse နဲ့ ဆော်ရတဲ့ဒီ game လေးပေါ့နော်အဲ့ဒါကိုဒီနေ့ IB ကဆော့ပြသွားမှာဖြစ်ပါတယ်တမာတိအားကောင်းမှလည်းဆော့လို့ရတဲ့ game မျိုးလို့ပြောလို့ရပါတယ်အဲ့တော့ဘာလို့ရှိရင် IB ရဲ့ video လေးကျင်းတဲ့ဆိုလို့ရှိရင် like and subscribe လေးပြရပါတယ်ဘာလို့ရှိရင် IB က Roblox ကို vlog full video လေးလည်းတင်ပေးမယ်ပြီးရင်ပောက်က video လေးလည်းတင်ပေးပါမယ်ပြီးလို့ရှိရင် IB မှာမောင်လေးတယောက်ရှိသူ့မှာလည်းဒီ game channel account ရှိပါတယ်အဲ့တော့သွားပြီး subscribe လုပ်ပေးထားအောင်သူကတော့view ကတပုံးပုံးတင်ရသေးတယ် short လေးတွေပေါ့အဲ့ဒါလေးကဝင်ကြော gaming လို့ခေါ်ပါတယ်အဲ့ဒါကိုလည်း like and subscribe ကလေးလုပ်ပေးထားပါအဲ့ဒါကျွန်တော်တို့တွေအတွက်အရန်ကိုအထောက်အကူဖြစ်ပါတယ်အဲ့တော့ let's get start ကျွန်တော်ပြောသူဟိုစနောက်တစ်ခေါက်ပြောသူကာလာအသိရပြီလို့ပြောပါတယ်ဗျအဲ့တော့ရပြီလားမသိရဘူးမရဘူးအော်ရတယ်အပြောင်လေးရသွားတယ်အဲ့တော့စောလိုက်ကြဆိုပါဟိုကာလာ2ထဲမှာကာလာ2ထဲမှာခရမ်းဝင်သွားတာကာလာ1ထဲမှာခရမ်းမပါဘူး okay အိုးမိုက်သွားပြီဆိုတော့ဆက်ကြအောင်ဆိုတော့နည်းနည်းလေးဆော့ထားတယ် level 1လောက်ပေါ့ဒီ19ရာခိုင်နှုန်းလောက်ပဲဟိုမှာဖြစ်သေးတယ်နည်းနည်းတော့ခိုင်လို့ပြောမယ်တမာတိအကောင်းမဆော့ပါ okay မခုတော့ဆော့ပါမယ်သူဆော့နေတချင်းလေးလည်းပါတယ်တချင်းလေးနဲ့ထောင်ရင်ဆော့ရအစေးပဲwhat the လို့ရှိရင် block food ကိုလည်းဒီ episode ကလေးနဲ့တင်ပေးမယ်ပေါ့နော်ပြီးတော့ level တော့skill ကတိတ်မတက်သေးဒီဆော့ထားတဲ့နေတော့ကြာပြီ level က10ကျော်ပဲရှိသေးတယ်အမိမောင်လို့ဆို120လောက်ကျော်နေပြီအဲ့တော့ဒါလေးပဲဆက်ပြီးတော့ဆော့ကြရအောင်26块ရောင်းမရဘူးဒီကပြောတယ်တော်တော်လေးပြောဖို့ကောင်းတယ်အစ်စေးလေးနဲ့တချင်းလေးလည်းနားထောင်ပြီးဆော့အားဆိုလေအဲ့တစ်ချက်ကိုဘယ်လိုလှမ်းတက်လို့မရပဲဖြစ်နေတော်မိုက်တယ်ဗျဒီ game လေးကကြော်ဖို့လက်ကောင်းတယ်ဆော့ရတာတချင်းလေးနဲ့ဆိုတော့အေးစစ်စစ်လေးနဲ့ဆော့ရတယ်ဒါပေမဲ့တခုရှိတာကဒီ game ဆိုရင်တမာတိအားကောင်းမှဆော့ပါအရန်ကိုမှ I'm like ဆော့ရတဲ့ game ဖြစ်ပါတယ်သူကတော်လေးလည်းမိုက်ပါတယ်ဟာသူကအဲ့အဆူးချုံဘော်တွေကိုတက်နေမိလဲတည်တယ်လို့အဲ့ဒီအဆူးတွေဝင်တိုက်မိရင်လေတည်ပါတယ်ဟာဘီရိုကိုလည်းဝင်သွားတယ်ဘာလို့ရှိရင် robust ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဈေးအတန်ဆုံးဖြစ်တဲ့ KSTTD shop မှာတော့ဝယ်ပါပြီးတော့ item မှာဆိုလို့ရှိရင် block fruit နဲ့ဆိုင်နဲ့ဒီ block fruit ရဲ့ fruit တွေရဲ့ level max account တွေကိုဈေးအတန်ဆုံးနဲ့ရောင်းပေးနေပါတယ်ဘာလို့ရှိရင်ဒီ YouTuber ရဲ့ code တွေကိုသုံးလို့ရှိရင်လည်း 10% discount လို့လည်းရပါတယ်ပြီးတော့လို့ရှိရင်ဒီ robust တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်နောက်ထပ် short လည်းရှိပါသေးတယ်အဲ့ဒါက block strine ရှိမယ်ပြောရလို့ရှိရင် B short ရှိမယ် B short မှာက robust အပြင် mind coin လည်းရပါတယ်ကျွန်တော်တို့လုံးဝ robust ဆိုတာလေတခုမှမရှိအဲ့တော့
ဝင်ကြော်ညာပေးတာပါကြော်ညာဝင်တာပါအဲ့တခါကြတော့မခုံမဲနဲ့အောက်ချလိုက်လို့ရအောင်ပါဟာမှုလေတက်ခံနေလေဒီဂိမ်းကိုဖုန်းထဲမှာလည်းကူးလို့ရပါတယ်ဒါပေမဲ့ဖုန်းထဲမှာကူးရဆိုလို့ရှိရင်တော့လက်ကိုတော့ဒီဖုန်းကိုအပကုံထောက်ရမယ်အနေထားမှာရှိပါတယ်ထောက်ရင်တော့ဖုန်းထဲမှာဆိုရင်တော့ဒီဂိမ်းကပိုစင်ပြမယ်လို့တော့ထင်ပါတယ် baby ပြအဲ့မှာ Minecraft တော့ရှိရဲ့အဲ့ဒီ Minecraft ကို ဆော့ပြရတင်နေဆိုရင်တော့မသိဘူးဒါပေမဲ့အဲ့ Minecraft ကိုဝင်လိုက်လို့ရှိရင်သူကလက်နည်းနည်းတော့လက်တယ်အချိန်ကြာလားဆိုတော့မကြာဘူးဘယ်လိုလဲဆိုတော့ဖုန်းထဲမှာဆော့တယ်လို့ပဲဒီ control cloud တွေက IV laptop မှာပေါ်နေတာပေါ့အဲ့ရတော့ဆော့ရတာအဆင်မပြေဘူးဖြစ်နေသူကဖုန်းထဲမှာဆော့တယ်လို့မျိုးဆိုရင်တော့ဖုန်းထဲမှာဆိုရင်တော့ control cloud ကလေးနှိမ့်လိုက်လို့ရတယ်ဒီ laptop ထဲမှာကျတော့ control cloud က mouse နဲ့သွားနှိမ့်နေတာအဆင်မပြေဘူးအဲ့တော့ပြလို့တော့ control cloud ကြီးလည်းပါလာတော့ဆော့ရတာတိတ်မမိုက်ဘူးအဲကြောင့်မလို့လဲ Minecraft ကပထမကဒီ YouTube လောကကိုစပြီးလို့တော့ VR ဒီ Minecraft မှာ Survival Series တခုထောင်မယ်လုပ်ထားတာဒါပေမဲ့ Minecraft ကဘာဖြစ်လဲမသိဘူး lag တယ်အစစ်မဟုတ်ပဲမဲ့120 update တော့ပါလာတယ်ဒါပေမဲ့ဆော့တာအစစ်မပြေ33ခါရှိပြီသေးနေတာအကြပါဦး Oh my gosh, oh my gosh, oh my gosh, oh my gosh. ဒီတစ်ခေါက်သေးလို့ရှိရင်တော့ဗီဒီယိုကဒီမှာနေပြီးပါပြီ။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကျေးဇူးတင်ဆိုလို့ရှိရင်အဲ့ဆိုလေးလည်းနှိပ်ဖို့လောကမမေ့နေဘူးเนาะ။အဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။အားလုံးကိုဘိုင်းဘိုင်မှာ